လာပါအခုကျွန်တော်ဒီ velocity ရဲ့အခုအသစ်ထွက်ထားတဲ့ရုပ်တရက်ဆိုတဲ့တခြင်းကလေးအကြောင်းကိုreaction သဘောမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့အဲ့တခြင်းကိုနားထောင်ပြီးတော့ personal feeling လေးကိုကျွန်တော်ပြပြချင်ပါတယ် velocity ကအခုမှဒီ vocal ရအသစ်ရောက်လာတဲ့ Rano နဲ့ကြာတော့မှ velocity လုံးဝ concept မိပြီးတော့လုံးဝကျွန်တော်အရင်ကတည်းကပူကြိုက်လာသူတို့ရဲ့ music performance တွေရောဒီ stage performance တွေရောအကုန်လုံးကအရင်မိုက်တယ်ကျွန်တော်အဲ့လိုအရင် concept တားမိရလို့ခံစားရတယ်အဲ့တို့ကြောင့်မလို့ velocity ကိုကျွန်တော်အရင်ထပ်ပူကြိုက်တယ်အဲ့ချိန်မှာအခုရုပ်တရက်ဆိုတဲ့သချင်းလေးထွက်လာရုပ်တရက်သချင်းမှာသူဘယ်သူရည်ညွှန်းရေးထားတယ်ဆိုတာဒါလူတိုင်းလည်းသိမှာပါကျွန်တော်အဲ့ဒီပွဲတော့လည်းကျွန်တော်ကိုယ်တိုင်လည်းဆိုခဲ့တယ်သူတို့လည်း perform လုပ်ခဲ့တယ်အဲ့ချိန်မှာဒီနိုကအဲ့ဒီရုပ်တရက်ပေါ့နော်အားလုံးဖြောပြနေတန်းလန်းမှာနှလုံးရက်ပြီးတော့တခါလဲဆုံးသွားတဲ့အချိန်မှာအရင် shock ရသွားတယ်အဲ့ရကိုသူတို့တချင်းအဖြစ်ဖန်တီးပြီးတော့လူတွေရင်ပတ်တဲ့ရအောင်ပို့ပေးနိုင်တဲ့အတွက်ဒီတချင်းလေးကအရင်မိုက်တယ်ကျွန်တော်ကတော့ဒီတချင်းကိုနားထောင်ပြီးတော့ဒီတချင်းရဲ့ music aware intro ကနေပြီးတော့ outro ကြီးကိုအရင်မိုက်တယ်ဗျာဟို breakdown နေရာလေးမှာဆိုလို့ရှိရင် Rano ဆိုတာRano ကအဲ့လောက်ဒီ melodic ဖြစ်တဲ့ဒီဟို verse တွေကိုအဲ့လောက်ဆိုနိုင်လိမ့်မယ်လို့မထင်တာတော့မဟုတ်အဲ့လောက်သူမဆိုပြခဲ့သေးဘူးဆိုတော့လေသူအခုဒီမှာတော်တော်ဆိုပြတာဟာ crack တုံးကိုမပါတဲ့လောက်ကိုသူဆိုတယ်ဒီတချင်းလေးမှာအဲ့လုံးဝရက်လိုက်ပြီးတော့ကျွန်တော်ပြီးသွားပြီထင်တာမပြီးသေးဘူးပြန်ကြုံတာ velocity ထုံးတာပြန်ကြုံပြန်ကြုံပြီးတော့နောက်ဆုံးကျတော့ outro ကလောကလှလှပါလေးပြီးသွားတယ်အဲ့တော့ဒီချင်းလေးကိုနားမထောင်သေးတဲ့သူရှိလို့ရှိရင်နားထောင်ကြည့်ပေးပါဦးဒီချင်းလေးကကိုရဲ့ချစ်ခင်ရတဲ့တငယ်ချင်းဖြစ်ဖြစ်မိတ်ဆွေဖြစ်ဖြစ်ကိုရဲ့မိသားစုဝင်ဖြစ်ဖြစ်ခွဲခွာသွားတဲ့အချိန်မှာကြံခဲ့ရတဲ့လူတယောက်ရဲ့ feeling ပေါ့နော်ငါမေးရှိကိုတနေ့တော့လိုက်လာခဲ့မယ်ဆိုတဲ့ဟာမျိုးอ่ะအရင်ဟိုခစ်လူထိရထိဆိုတော့ဒီတခြင်းလေးကိုနားမထောင်သေးတဲ့သူရှိလို့ရှိရင် velocity ရဲ့ YouTube page လေးကိုတွားပြီးတော့နားထောင်ပေးပါလို့哎呀，少爷买的呀，一个。再得请我。买的咯，买的咯，大家。有些你来少买的呀，好不？哎，软到一小的也要买。高买，也买的，那希望也你 MB 少买的呀，MB 少买的，有些现在少买。ကိုဒီနိုနဲ့ပတ်သက်ပြီးတော့လည်းငါတို့နည်းနည်းလေးဟိုဘယ်လိုပြောရမလဲ remind ပြန်ဖြစ်တယ်ပေါ့ဗျာအေးပေါ့ငါတို့ဟိုဘာလို့ပြန်ပြီးတော့ feeling ဖြစ်တယ်ဆိုတော့ feeling လေးခံစားတယ်ဘာပြောဒီ velocity ဒီဖန်တီးမှုတော့တကယ် appreciate လုပ်ပါတယ်ဒါမျိုးဆော်ရမိုက်တယ်少买的少买的ကိုဒီနိုကကျွန်တော်ဒီ music တွေပါလောက်တော့ဟိုကျွန်တော်တို့ဒီ show ပွဲမှာပါနိုင်အောင်သူကူညီပေးတာကြီးအများကြီးပါပဲကျွန်တော်တို့အများကြီး support လုပ်ခဲ့တယ်ကိုဒီနိုက viewer 109ဖန်ရောပေါ့နော် support အများကြီးပေးခဲ့ပါတယ်ဒီတခြင်းတွေကလိုပါပဲလူတိုင်းတစ်နေ့ဒီလမ်းကိုသွားမယ်ဆိုတာကိုသိပေမဲ့အခုလိုမျိုးရုပ်တရက်ကြီးဖြစ်သွားတာအရင်ရှင်ထဲမှာစိုးနေရတယ်ဗျာအခုလိုမျိုးကိုဒီနိုအတွက်ဒီအမှတ်တရတခြင်းလေးကိုဖန်တီးပေးတဲ့အတွက်ကောဒီ season မှာပါဝင်ခွင့်ပေးတဲ့အတွက်ကော velocity band အညီကိုတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခွေတော်လည်းမဆမ်းမီစံတော်လည်းမခွေမီရုပ်တရက်မဲ့ track တော့အယူလောကနာလေးပြန်ဆုံးခွင့်ပေးနေအောင်နေအမှန်တရားတချို့ velocity ရဲ့ရုပ်တရက်သချင်းကိုပထမဆုံးနားထောင်တဲ့အချိန်မှာကျွန်တော် music style အသစ်ကိုခံစားမိရယ်velocity ရဲ့အရင်ပုံစံနဲ့မတူဘူးပေါ့နော်ဒီအချိန်ကပြီးတော့အမှတ်တရအနေနဲ့ကပထမဆုံးနားထောင်တဲ့အချိန်မှာကျွန်တော်မျိုးသမီးနဲ့ကျွန်တော်အတူနားထောင်တာပေါ့နော်ဒီသချင်းကိုနားထောင်နေနဲ့ကျွန်တော်မျိုးသမီးကသူ့အဖေကိုတတိရပြီးတော့အယံဝန်းနေပြီးတော့ဆက်နားမထောင်နိုင်ပေါ့နော်ကျွန်တော်မျိုးသမီးရဲ့အဖေကမနစ်ကသချင်းတွေကလိုပဲရုပ်တရက်ဆုံးပါသွားတဲ့အတွက်သူနဲ့ခံစားချက်ရှင်တိုက်ဆိုင်နေရပေါ့နော်ဒီချင်းကပြီးတော့ဒီချင်းနားထောင်နေနဲ့ကျွန်တော်ကိုဒီနိုကိုလည်းအရင်တတိရပါတယ်သူဘယ် universe ရောက်နေလဲတော့မသိဘူးကျွန်တော်ရင်ထဲမှာတော့
ကိုဒီနိုကအခုထိရှိနေတော့ပါပဲ Okay ရှယ်တော့ဒီ velocity ရဲ့ဒီရုပ်တရက်ဆိုတဲ့သင်းပေါ့နော်ဒီသင်းကဒီကျွန်တော်ရဲ့ဒီဆုံးသွားတဲ့ဒီညီငယ်ဆိုလဲဟုတ်တယ်ပြီးနောက်ဒီပေါ်တာပေါ့နော်တကယ်ချင်းဆိုလဲဟုတ်တယ်ဒီလိုဟိုဒီ memory attribute ပေါ့ဒီလိုထားတဲ့သင်းကိုသိရတယ်ဒီသင်းအကြောင်းမပြောခင်ကျွန်တော်ဒီနိုအကြောင်းလေးပေါ့နည်းနည်းအဒီနိုဆုံးရှုံးသွားတာကျွန်တော်ဒီသူ့မိသားစုနဲ့တကွာဒီသူ့ရဲ့ဒီဘန်းပေါ့နော် FIFA 109အပြင်ဒီကျွန်တော်ဒီ metal လောကတစ်ခုလုံးအတွက်ဒါဆုံးရှုံးမှုတစ်ခုပါပဲเนาะအဲ့ဒီမှာဒီသင်းကိုနားထောင်ကြည့်လိုက်တော့ပထမဆုံးဘာသတိထားမိလဲဆိုတော့ lyrics ပိုင်းပေါ့ lyrics ပိုင်းဒီစာသားတွေကဒီသင်းကိုနားထောင်နေတဲ့အချိန်မှာဒီနိုရဲ့ပုံရိပ်တွေပေါ့နော်ဒီပြန်ပြီးတော့ဒီမြင်အောင်စီပေါ့နော်အဲ့လိုထင်ဟပ်စီသူရဲ့ဒီသင်းနဲ့စာသားရအဲ့လိုမျိုးသွားဟိုတကယ်လို့ပေါ့နော်ဒီသင်းကိုဒီနိုပေါ့နော် dedicate လုပ်ထားတယ်ဆိုပြီးတော့မသိပဲနားထောင်ရင်လည်းဒီတို့ကိုယ့်ရဲ့ဒီအရင်ကြီးဆုံးပေါ့နော်ဒီမိတ်ဆွေတကယ်ချင်းတရားရောက်ကိုဆုံးရှုံးလိုက်ရတဲ့ပုံစံမျိုးခံစားမှုရရှိပေါ့နော်အဲ့လိုနောက်တစ်ခုဒီသင်းရဲ့ပုံစံပိုင်းပေါ့နော်သင်းရဲ့ဒီ frame ပေါ့နော်အဲ့မှာတွားရမှာတော့ composition ပိုင်းပေါ့နော်တို့ဒီ music ဟိုဟာရော notes တွေမြောက်ပြည့်တို့ဒီစင်လိုင်းတွေကိုအဓိကထားပြီးသုံးထားတွေ့ရတယ် expression အပိုက်တွေပေါ့ဒီတက်ကြတွေမှာစင်နေတဲ့တွားပြန်ပြီးတော့ပေါ်ပြီးတော့အဲ့လိုထားတွေ့ရတယ်ဒီဟာကဒီ velocity ရဲ့ပုံစံလဲသူတို့ velocity ပုံစံလဲမပြောက်ဘူးဒါပေမဲ့အသစ်ဆန်းတစ်ခုပုံစံမျိုးဖြစ်တယ်အသစ်ဆန်းတစ်စမျိုးရတယ်ပေါ့နော်ဒီသင်းလေးကခြုံငုံပြောရရင်တော့ဒီသင်းကောင်းတစ်ပုဒ်ပါပဲ ကျွန်တော်ပုဒ်ရမှာမရဖို့ဆိုပြင်ရမှာကျွန်တော်အခု velocity ရဲ့အသစ်ထွက်တဲ့ရုပ်တရက်ဆိုတဲ့သင်းဟိုနားထောင်ပြီးတော့ review ရမဟုတ်ပါဘူးဟိုကကျွန်တော်အစိတ်တဲ့ပေါ်လာတဲ့အကြောင်းအရာလေးတစ်ခုလောက်ကျွန်တော်ပြောပြခြင်းလို့ပါပထမဆုံးသင်းနားထောင်ပြီးရင်ကျွန်တော်စားခံလာတော့တိတ်မကြခင်ချိန်ကကျွန်တော်တို့အလုံးကြုံနေတဲ့အဖြစ်အပျက်တစ်ခုဒီသင်းနားထောင်ပြီးကျွန်တော်မျိုးလုံးနဲ့အကုန်လုံးပြန်မြင်လိုက်ရတဲ့အဟာကိုကျွန်တော်စိတ်တော့မကောင်းဘူးเนาะတော့ဒီအချင်းတဲ့ပုတ်မြင်ထွက်တိုင်းဒီမတူတဲ့ style တွေမတူတဲ့ hand တွေနဲ့ကျွန်တော်တို့အားလုံးကိုအမြဲတမ်းအသစ်တွေဖန်တီးပေးနေတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်နောက်တစ်ခုထပ်ပြောချင်တာတော့ရုပ်တရက်ထွက်ပါသွားရတဲ့ကျွန်တော်တငယ်နေပေါင်းနေတဲ့မိတ်ဆွေတွေကျွန်တော်တို့တိုင်း湾နဲ့လာချီရခင်ရလူတွေအကုန်လုံးကိုဒီချင်းရဲ့စာသားအတိုင်းအတော့ပါဆုံးကျေဝန်းနေအဖြစ်အနေနဲ့ညဉ့်ညမ်းသောအရက်မှာကျွန်တော်တို့အားလုံးဒီနေ့တစ်ချိန်မှာအကုန်လုံးပြန်လည်ဆုံးဖြတ်ကြပါတယ်အခုဒီရုပ်တရက်ချင်းကိုဖန်တီးပေးတဲ့ velocity ညီကိုတွေအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အတွက်တကယ်ကိုခံစားနေရတဲ့ဟာကိုအချင်းဖြစ်နေပုံမှာတော့ကျွန်တော်တို့အားလုံးရှင်နေတကယ်ရောက်တယ်ဆိုတာလည်းကျွန်တော်ပြောပြချင်ပါတယ်နောက်ဆုံးပြောချင်တာတော့ဒီ velocity လေးနောက်တချင်းအသစ်တွေအများနဲ့မတူတဲ့ style နဲ့အများနဲ့ဖန်တီးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပြပါတယ်အားလုံးကျေးဇူးတင်ပါတယ် velocity အသစ်ထွက်လာတဲ့သင်းလေးတောင်ပြောချင်လို့ပါရုပ်တရက်ဆိုတဲ့သင်းလေးပေါ့နော်အဲ့ဒီသင်းလေးကကိုရီးယားဘွားတွေကနေပြီးတော့ရုပ်တရက်ထွက်သွားတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ခန်းစားရတဲ့အကြောင်းရေးတာလို့သဘောပေါက်တယ်ကျွန်တော်လည်းတိုက်ဆိုင်တာရှိလို့ပေါ့နော်တိုက်ဆိုင်တာရှိတဲ့ခါကျတော့ရန်နာထောင်ကောင်းတယ်ဗျာဒီဘန်းဆိုတော့ဘာမှပြောစရာမရှိဘူးအားလုံးနားထောင်တဲ့နေရာမှာပါတယ်လို့သဘောထင်ပါတယ်ကျွန်တော်နားထောင်ကြည့်ရပါနော်ကြပါကျေးဇူးပါ ကျွန်တော် velocity ကထွန်းသူကဒီလိုနဲ့ပတ်သက်ပြီးတော့ချင်းလေးလောက်ထားရဲဆိုပြီးတချင်းပြရတယ်ပြီးတော့ဒီလိုတော့အမှတ်တရတစ်ခုပြောပေးပါလို့ပြောဒီလိုအခုလိုမျိုး tribute လုပ်ပြီးတော့တချင်းဖန်တီးပေးတဲ့ velocity ကိုလည်းကျေးဇူးတင်ပါတယ်ချင်းနားထောင်ပြီးတော့ကျွန်တော်တို့လည်းဒီလိုဆုံးရှုံးရတဲ့အမှတ်တရတွေပြန်သတိရအောင်ဒါပေမဲ့ဒီလိုကကျွန်တော်တို့အတွက်ကြတော့ best friend လည်းဖြစ်တယ်လို့ညီကိုလည်းဖြစ်တယ်နောက်ဆုံးတွေ့တာရင်တဲ့တောင်ရင်းနဲ့တကယ်ချင်းပေါ့နော်ဒီနို့မတရားပြောဆိုရင်တော့သူက humble ရမ်းဖြစ်တယ်ပြီးတော့ပညာအများကြီးတတ်တယ် music နဲ့ပတ်သက်ပြီးတော့ရာတော့တတ်ပေမဲ့သူဘယ်တော့မှသူတော်ရောင်တက်ကြမပြောဘဲနဲ့ humble ရမ်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီလိုရမ်းကြိုက်တဲ့စကားလုံးကတော့လမ်းတရေပေါ့ကျွန်တော်သူ့ကိုရဲခေါ်တယ်ဂုံတိတ်ခါနဲ့လမ်းတရေလို့ဘာလို့လဲဆိုတော့သူကလမ်းတရေလှုပ်တယ်တော့ကြိုက်တယ်ဒါပေမဲ့ဘယ်တော့မှဟိုကောလိုပဲစားလမ်းတရေလို့မလုပ်ဘူးပေါ့နော်
အဲ့ဒါကတော့ကျွန်တော်ဒီလိုနဲ့ပတ်သက်ပြီးတော့အများအမှတ်တရရှိနေမှာပါပြီးတော့ဒီလိုက0 hater ဗျသူကလူကြီးရောကလေးရောကျွန်တော်တို့ရွယ်လူတွေရောချစ်ကြတယ်လူကြီးရယ်လူကြီးတွေကဒီလိုကရင်ကျေးရယ်ဆိုပြီးချစ်တယ်ကလေးတွေကလည်းဥနိုဆိုပြီးတော့ drum သင်ပေးမယ်လို့ guitar သင်ပေးမယ်လို့လည်းသူအရန်ချစ်ကြတယ်အဲ့တော့ဒီလိုဆိုရဲကျွန်တော်တို့တကယ်ချင်းကအားလည်းချစ်ဖို့ကောင်းတယ်ရန်လည်း humble ဖြစ်တဲ့လမ်းတရတယောက်ပါဒီလိုအမြဲရင်မထဲမှာရှိနေမှာပါချင်းလုပ်ပြီး velocity ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရန်အောင်ပူပါကျွန်တော် take my last breath ဂီတာသမားပေါ့နော်အခုတော့ကျွန်တော် active တော့မဖြစ်ဘူးမြတ်ဟိုကကျွန်တော်တို့ကိုဒီနိုနဲ့ကတကယ်ဟိုဟာညီကိုအရင်းနေလိုမျိုးအချိန်ကာလအများကြီးဖြတ်သန်းခဲ့ဘူးလေအဲဒီအချိန်မှာဟို velocity ကနေပြီးတော့လည်းဒီလိုရုပ်ရည်ဆိုသင်ထွက်ချိန်မှာအချင်းသားထောင်ပြီးတော့အဲ့လိုကိုဒီနိုနဲ့ memory ပြန်တွေးလိုက်ရင်တော့စိတ်မကောင်းဝမ်းနေတယ်တရှင်းထဲမှာလည်းအဲ့လိုထိရရတယ်အဲ့လိုပေါ့နော်ဒီပြန်လဲပြီးတော့အဲ့လိုဘယ်လိုရောမလဲနိုးထားဖို့အဲ့လိုစူတောင်းနေပါညာဆိုတော့လေဒါကျွန်တော်စိတ်ထဲမှာမသိစိတ်ကဒီနိုနဲ့ခင်တဲ့လူတွေအားလုံးအဲ့လိုမသိစိတ်ကစူတောင်းနေတယ်လို့ကျွန်တော်လည်းယုံကြည်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုဖြစ်တယ်ဗျာဒီတရှင်းတွေကအဲ့ဟိုကိုဒီနိုပြန်ပြီးတော့အတိမတ်ပြုပြီးတဲ့အတွက်လည်းဒီ velocity ကအဲ့လိုအောင်သူထွန်းသူ velocity တစ်ဖွဲ့လုံးကိုလည်းကျေးဇူးတင်တယ်ဘာဖြစ် overall မှာတော့အမှတ်တရတွေကတော့တရှင်းထဲမှာဆိုရင်မမရဲ့ပါလေဟိုလေနှလုံးခုန်နဲ့အဲ့ဆက်အတန်ပေါ့နော်အဲ့ဟာရက်သွားတဲ့ဟာကျွန်တော်လွန်ခဲ့တဲ့9နှစ်လောက်ကတချင်းထဲမှာထည့်ဖို့ကိုဒီနိုနဲ့ပြောဘူးတချင်းထဲမှာပေါ့အဲ့လိုနှလုံးရက်ဆက်အတန်ရက်သွားတဲ့ဟာမျိုးပေါ့ဘာမှမဟုတ် creation တစ်ခုအနေနဲ့ပြောပြတဲ့ဟာကိုတိုက်ဆန်ဆန် velocity ကထည့်လာလေအဲ့လိုမိုက်တယ်ပေါ့နော်ရိုက်ထားတာကိုတချင်းစာသားတွေရောအကုန်တကယ်အားရတယ်ဗျာဘာဖြစ်ကျွန်တော်တို့ဒီကိုဒီနိုအဲ့လိုမျိုးအတိမတ်ပြုအဲ့လိုဂုံပြတဲ့အဲ့လိုအမတ်တရတချင်းထုတ်ပြီးရဲ့ velocity ကိုအထူးကျေးဇူးတင်တယ်အားလုံးကိုပြောချင်တာကတော့ကိုဘေးမှာရှိတဲ့လူတွေဟောနော်အသက်ရှင်ရှိတော့မှာအကောင်းဆုံးအချိန်ပေးမေတ္တာပေးနိုင်ဖို့remind လုပ်တယ်လို့လည်းဒီချင်းကနေပြီးတော့ခံစားရတယ်ကျေးဇူးတင်တယ်တွေ့ကြရတော့ဒီတိုင်းတော့ပါဆုံးချေပွင့်လေးပြင်းနေငြိမ်းချမ်းသောရမပြန်တွေ့မယ်ဟုတ်မင်္ဂလာပါကျွန်တော်က Fever 109ကဂီတာသမားဖုန်းကြီးပါဒီမကြသေးခင်က velocity ကဒီရုပ်တရက်ဆိုတဲ့ချင်းလေးထွက်ထားတယ်ပေါ့နော်ချင်းမထွက်ခင်ကလည်းဒီထွန်းတော့ဖုန်းဆက်ပြီးကြောင်းကြားတယ်ဗျဒီချင်းကဒီနို့အတွက်ရည်စူးပြီးတော့ velocity ကရေးထားတယ်ပေါ့လေအဲ့လိုလေးကြားတော့လည်းဝမ်းသာပါတယ်ဒီနို့ဆိုလဲသူကျွန်တော်တို့လင်းသက်ဆုံးတော့လင်းသက်ဆိုတာဒီ Fever ရဲ့ drama ပေါ့လေလင်းသက်ဆုံးတော့တခါအဲ့လိုမျိုးအမှတ်တရချင်းပေါ်လို့ဖွယ်ချင်းနာမည်ကတော့လင်းသက်တော့ဆိုပြီးတော့ပေါ့နော် Fever ရဲ့ဒီ Broken City album နဲ့မှာပါတယ်ခုလည်း velocity ကဒါမျိုးလေးလုပ်ပေးရဆိုတော့ကျေးဇူးတင်ပါတယ် velocity ဖွဲ့သားတွေကိုလည်းတချင်းအရှိကိုတော့ဒီ velocity YouTube မှာသွားပြီးတော့နားထောင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်အချင်းကလုံးဝ fine မိုက်တယ်ဟိုဟာအစနဲ့ဆုံးဒီ arrangement ဟောဒီစာသားတွေကိုကပြောပြခြင်းတဲ့ပုံစံမျိုးကွက်တီဖြစ်တယ်ပေါ့နော်ကျွန်တော်တို့နောက်ပြီးတော့စာသားတွေကဆိုရင်ကျွန်တော်တို့စီကနေ YouTube ခွဲခွာသွားတဲ့ငွေချင်းတွေမိတ်ဆွေတွေကိုတတိယစေပေါ့နော်အဲ့ဒီကြောင့်လည်းဒီသင်းနဲ့သူတို့လုံးဝပုံဖော်နိုင်တယ်ပေါ့နော်မိုက်တယ်တကယ်လို့နောက်နားမထောင်ရသေးလို့ရှိရင် plus ဒီ YouTube မှာပဲဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်တော့ချင်းလုံး fine နဲ့ရင်းနေတယ်တော်တော်ထိပါတယ်